ရဲ့ဒီကိုမောင်မများစားသမီးများကျဲပါမယ်ရှင်ဒီကနေ့ကဒီရွယ်ပဲနဲ့ဒီပွဲကလေးဖြစ်တယ်ဆိုတော့ကိုအောင်ဝေးပြောလို့အားလုံးသိပါပြီကျမကဘာဖြစ်လို့ဒီကိစ္စကိုကြံပြောမှုပြုပြီးတော့ခွင့်ပြုလိုက်ရတယ်လေဆိုတာကျွန်တော်ထပ်ပြီးပြောချင်ကျမတတ်နိုင်သလောက်နိုင်ငံရေးဆိုတာတွေနဲ့ထွက်ပြေးနေပါတယ်အမျိုးမျိုးတွေပြောကြဆိုကြတဲ့ကြားထဲမှာလည်းကျမအင်မတန်ညက်ခဲ့ပါတယ်ဒါကြောင့်မို့ကိုတက်တဲ့ဂီတပညာလေးနဲ့ပဲအေးအေးဆေးဆေးနဲ့သာသနာကိစ္စလုပ်မယ်လူမှုရေးကိစ္စလုပ်မယ်ဆိုပြီးကျမအေးအေးဆေးနေခဲ့ပါတယ်ဒါပေမဲ့ဒီကနေ့မဆုလေးလွတ်လာတဲ့ခါကျတော့သူကမှပြန်ပြီးတော့လှုပ်ရှားနေပြီပြန်ပြီးတော့လုတ်ပိုင်ခွင့်တွေရလာပြီအဲ့လိုဆိုလို့ရှိရင်ငါတို့ဒီဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်တနည်းနည်းနဲ့သူ့ကိုဝန်းရံမှဖြစ်မယ်လို့ဆိုပြီးတော့စိတ်ထဲမှာပေါ်ပါတယ်အဲ့တော့သူ့ကိုဝန်းရံမယ်ဆိုရင်သူဘာလုပ်နေလဲသူကနိုင်ငံရေးတွေလုပ်နေပါတယ်နိုင်ငံရေးတွေလုပ်နေတယ်ဆိုလို့ရှိရင်ကျမတို့ကလည်းသူလုပ်တဲ့နိုင်ငံရဲ့အရေးတွေကိုလိုက်ပါဆောင်ရွက်ပြီးတော့သူလုပ်နိုင်သလောက်သူသွားနိုင်သလောက်လမ်းတွေရှင်းဆက်ဖောက်ပေးမယ်လို့ကျမခိုင်လိုက်ပါတယ်ဒါကြောင့်မလို့ဒီပွဲကိုကျမအိမ်မှာကြည်ကျင်တန်းတန်းပြောရွှင်ရွှင်ကြီးကိုကျင်းပဖို့လို့ကျမသဘောတူလိုက်ပါတယ်အဲ့တော့ဒီနေ့ကြပြရွတ်တာကကိုပိုင်ကြပြလေးတွေကိုရွတ်လာလိမ့်မယ်လို့ကျမညွှန်နေတယ်ကျမကြပြရေးဖို့အချိန်ကြီးရပါဘူးကျမမှလည်းကျမရဲ့ကိုရေးကိုယ်တာကိစ္စလေးတွေရှိတယ်စိတ်ပြန်နေပြင်ပန်းဆင်းရဲတဲ့ကာလလေးဖြစ်နေပါတယ်ဒါကြောင့်မို့လို့ကျမကိုရေးတဲ့စာလေးကတော်တော်လေးထွက်မလာပါဘူးအဲ့တော့ဒီပွဲဟာအောင်စားစုကြည့်ကိုကျမတို့ကဝိုင်းဝန်းပြီးတော့ရှင်းမွန်းရမယ်ချစ်ကြခင်ရမယ်အကျဉ်းသားတွေပြကြမယ်ဝိုင်းဝန်းရမယ်ဆိုတဲ့စိတ်နဲ့စုရတာပါအဲ့တော့သူ့ရဲ့ကြပြလေးနဲ့စလို့ရှိရင်ပို့ပြီးတော့မင်္ဂလာရှိမယ်လို့ကျမစိတ်ထဲမှာယူဆပါတယ်ဒါကြောင့်မလို့ကြံခဲ့တဲ့နေ့ထဲမှာကျမရဲ့ email လေးကိုဆန်းဆန်းပြပြရောက်လာတဲ့ကြပြလေးတွေဒီမှာအောင်စားစုကြည့်ကြပြရေးတာကိုကျမခါလိုက်ရတယ်ကျမဒီကြပြရေးလိုက်မယ်တစ်ခါမှကောင်းတယ်မှာမစဉ်းစားခဲ့ဘူးရှင်ဒါပေမဲ့ကျမခါလိုက်တဲ့အခါကျတော့အင်တန်းမှာသဘောကျတဲ့ကောင်းတဲ့ကြပြလေးတို့ကိုရေးထားတာကိုတွေ့ပါတယ်အဲ့အတွက်ကျမဒီကြပြလေးကို BBC မှာလည်းကျမရွတ်ပြပေးပြီပါအဲ့တော့ BBC မှာရွတ်ပြပေးတယ်ဆိုတာလေမြန်မာပြည်သူပြည်သားတွေအနေနဲ့လွတ်လပ်စွာနားထောင်ခွင့်ရတဲ့ရေဒီယိုမှာကျမတို့ရဲ့မြန်မာလေးစုဘယ်လိုရေးတတ်တယ်သူ့ရဲ့ခံယူချက်ကလေးကဘာရှိတယ်သူဘာရှိချင်နေတယ်ဆိုတဲ့ဟာလေးကိုပြောပြနေတာကိုဒါကြောင့်ကျမက BBC မှာဒီကြပြလေးကိုပြင်လိုက်တာပါအဲ့တော့ကျမတို့ရဲ့ကြပြလေးကိုထားနေကြပြလေးနဲ့ကျမပြန်စလိုက်ကိုသင်ပြေမယ်လို့သိချင်မှခံစားရတာကြာကိုအောင်ဝေးရဒီစာအုပ်လေးကိုရှာလာပါတယ်ကျမဖတ်ပြပါမယ်ကိုကျမဖတ်ပြီးကျမဒီသားသမားရှိတော့ကျမကြည့်ချက်ဘာဖြစ်လို့လဲကျမတို့ကဒီနေ့ကျမရဲ့ဆန္ဒပါနော်အားလုံးကတော့ဒီကြပြရုပ်တဲ့စီမှာတဲ့ music တွေထည့်လို့ရှိရင်ဆန်းသစ်တယ်လို့ခံစားနေကြပါတယ်ဒီကနေ့ဒါပေမဲ့ကျမကစလုံးကိုပေါ်သိခြင်းနဲ့အတိတ်ပဲကို deeply ပေါ့နော်ဟို hardly နားလေသိခြင်းနဲ့ဆိုတော့သွားပြီးတော့ကျမတို့ရဲ့ဂီတကသွားပြီးနှောက်ယှက်မှာကိုသိစိတ်ပူပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျမဂီတနဲ့ရောမဲ့ကြပြကိုမလို့ချင်ဒါကျမရဲ့ဆန္ဒပါအဲ့တော့ကျန်တဲ့မိတ်ဆွေတွေကဒါကိုကြားလို့ရှိရင်သဘောပါပဲကျမမတားမြစ်ဘူးနောက်ပြီးတော့ဘယ်လိုမျိုးရောပြီးတော့နှစ်ခုခံစားလို့ရမလဲဆိုတော့ကျမဒီနေ့ခံစားကြပါတယ်ဒါကြောင့်မလို့အကိုကြီးကိုမြတ်ဆိုကျမကိုယ်တိုင်သွားနေခေါ်တာပါဟုတ်ပြီနော်ဒါပေမဲ့ကျမအခုရွတ်မဲ့ခါမှာတော့အကိုရဲ့မတီးပါနဲ့ကျမပြောပြမဲ့အတန်ကလေးကျမရွတ်ပြမဲ့စလုံးလေးတွေကိုကျမရဲ့မောင်ကလေးတွေကျမရဲ့သားလေးတွေနိချိုက်ကလေးဝင်းထဲကိုတောင်းဝင်သွားစီခြင်းလို့ဒါပါပဲဟုတ်ပြီနော်ကြပြရဲ့နာမည်ကမိခင်နှောင်ရိုးကိုဖြီပါအံတဲ့ဘယ်တော့မှရေးလဲဆိုတာတော့မသိဘူးပေါ့နော်သူ့ရဲ့ဘယ်တော့မှရေးခဲ့ပါလဲဆိုတဲ့မှတ်တမ်းကလည်းမရှိပါဘူးစာလဲမှလည်းမပါပါဘူးရှင်ပြီးစွာသောအနာကိုထူစားပါအံသမီးလုံလဝရိယဖြင့်နလန်ထူပါစီအံမွေးကျေးဇူးကိုမသိတတ်သောထိုသူတို့အားသိနာလေအောင်ဆွဲဆောင်နိုင်စွမ်းကိုသမီးအားပေးပါလေသိရအံသောဘေးရန်တို့ကိုသမီးထင်မဟုတ်တဘဝတွင်တစ်ခါသာသိရသည်ရှိအဘယ်နည်းနှင့်သိရသည်ဖြစ်စေသမီးနိုင်ထူရာသမီးစိတ်ကူးတို့အကဲအဖြစ်သို့ရောက်သောအချိန်တွင်အသင်တို့သည်လည်းပျော်မြူးကြရမည်အခြားသောသူတို့၏
ရှုံချခြင်းကဲ့ရဲ့ခြင်းမုန်းတီးရွှရှာခြင်းငံနယ်ဖြက်ချင်းတို့ကိုသမီးအရှင်ဂရုမပြုမိခင်ထံမှဒါမှငါသမီးဟူသောကျူးရင်တန်ကိုသာတောင်းတပါ၏လောကတွင်မိခင်၏ကျေးဇူးကိုအတိတ်ဆုံးသမီးဖြစ်ရပါလို့သူ့ရဲ့ဆူတောင်းမှာသူဟာသူ့အမေကိုအဲ့လောက်ထိညံလို့တဲ့စာကိုရှင်တို့ကကြားရင်ဘောပေါက်ပါလိမ့်မယ်အဲ့ဒါပြီးတော့ဒေါ်အောင်ဆန်းစုကြည်လို့